အားလုံးပဲမင်္ဂလာပါအခုမြင်နေရတဲ့ထိုင်တော်ရုပ်ပွားတော်မြတ်ကြီးကိုအားလုံးသိကြမယ်လို့ထင်ပါတယ်အခုမြင်တွေ့ခဲ့တဲ့ဖရားကြီးရာဆိုရင်ဖြင့်မွန်ပြည်နယ်တထုံခရိုင်ကြိုက်ထုံမြို့မှာတည်ရှိပြီးတော့ကုတိထားကိုပဲပါတယ်ကြိုက်ထီရိုးသွားလို့အပြန်လမ်းကြုံဝင်ဖူးခြင်းနဲ့ဆိုလို့ရှိရင်ကြိုက်ထီရိုးကနေကမွန်စံကန်ကနေပြီးတော့9မိုင်အကွာမှာတည်ရှိပါတယ်ကမ္ဘာထိုင်တော်မူအကြီးဆုံးရုပ်ပွားတော်မြတ်ကြီးဝင်ရောက်ဖူးမြော်လို့ရပါတယ်ဖရားကြီးစီရာကျောင်းတော်တွေကိုရောက်ပြီဆိုလို့ရှိရင်ဖရားကြီးရဲ့ဒီထားကိုွယ်ရနေရာဖြစ်တဲ့နေရာကိုအခုလိုကားလေးတွေနဲ့တယောက်ကိုအပြန်သွား2000ပေးပြီးတော့စီးရပါတယ်အခုဆိုရင်တော့ညာသားကြီးတို့ကလက်မှတ်ကလေးဖြတ်ပြီးဆိုတော့ဖရားကြီးဒီထားကိုွယ်တဲ့ပရဝံအတွင်းကိုသွားနေပါပြီပေါ့နော်ခမန်းကြီးအပြင်ကားလေးနဲ့9မိနစ်လောက်တော့ဖရားကြီးစီးတဲ့တောင်ကုန်းလေးပေါ်ကိုတက်ရပါတယ်အခုဆိုကားလေးနဲ့တက်လာရင်လည်းရှေ့မှာဖရားကြီးကိုနည်းနည်းလေးလှမ်းမြင်နေရပြီပေါ့နော်ဖရားကြီးကို2016ခုနှစ်မှာစတင်ပနက်ချာတည်ထားကိုပဲပြီး2019ခုနှစ်မှာဖရားကူပြီးမိဘပြည်သူများဖူးမြော်နိုင်ရန်ဖွင့်လှစ်ခဲ့ပါတယ်ဒီမှာဆိုရင်လည်းစင်တွေကိုစီးလို့ရပါတယ်တယောက်ကို9000တော့ပေးရပါတယ်အခုမြင်တွေ့ရတဲ့ဗပုပုံတူရုပ်ထုနှစ်ခုဆိုရင်ဒီဖရားကြီးကိုအဓိကမတည်ပြီးတော့လှူဒန်းခဲ့တဲ့အလှထားတဲ့ကာကြီးအလှတကမကြီးဖြစ်တဲ့ဥတင်ဝင်းနဲ့ဒေါ်အောင်မြင့်တို့ပဲဖြစ်ပါတယ်ဖရားကြီးရဲ့ညံတော်မှာ255ပြီးစီပါတယ်ဖရားကြီးရဲ့ပွဲတော်အမည်ကတော့ကောရမရုပ်ပွားတော်မြတ်ကြီးပဲဖြစ်ပါတယ်ခေါ်ရမရုပ်ပွားတော်မြတ်ကြီးရဲ့နဖူးတော်မှာရှိတဲ့တင်းကျစ်တော်ဟာဆိုရင်ဖြင့်ရွှေပိတ်တာချင်း9ပိတ်တာနဲ့ထုလုပ်ထားရလို့သိရပါတယ်တင်းကျစ်တော်ရဲ့အမြင်ဟာ6ပေရှိပြီးတော့6ပေအတွင်းထဲမှာကိုပဲ